မင်္ဂလာပါဗျာ The Analyst Perspective Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် 100 Days of Learning Sequel ရဲ့ Day 40 အတွက် Percentage of User Attended the Contest ဆိုတဲ့ question လေးကိုတွားဖြေကြပါမယ်ဆိုတော့ဒီ question ကsequel မှာဒီလိုလဲရေးလို့ရပါလားဆိုပြီးတော့ခေါင်းထဲကို mind blown ဖြစ်သွားစေမဲ့ question တစ်ခုမှပါပါတယ်သူကတော့ easy လို့ပြောထားတယ်ဒါပေမဲ့သူ့ရဲ့စဉ်းစားတဲ့အချက်လေးတစ်ချက်ကနည်းနည်းလေး tricky ဖြစ်တယ် question ကပြောချင်တာကဘာလဲဆိုတော့ user table ရှိတယ်register table ရှိတယ် register table ထဲမှာ contest ID တွေရှိတယ်ဆိုတော့ပြိုင်ပွဲတွေပေါ့ဒီပြိုင်ပွဲတွေတစ်ခုချင်းစီကိုဘယ် user တွေကလာပြီး register လုပ်နေတယ်လဲဆိုတဲ့ information ကျွန်တော်တို့မှာရှိတယ်သူကလိုချင်တာကပြိုင်ပွဲတစ်ခုစီအလိုက်ရှိသမျှ user တွေရဲ့ဘယ်လောက်% ကတော့သူ့စီကိုဒီပြိုင်ပွဲကိုလာပြီးတော့ register လုပ်တယ်လဲဆိုတာကိုသိချင်ပါတယ်အဲ့ဒီတော့ပုံမှန် percentage ကိုတွက်တဲ့နည်းအရာဆိုရင်ဘယ်လိုရှိမလဲဆိုတော့ total user ဘယ်နှယောက်ရှိတယ်လဲဆိုတဲ့ number ရှိတယ်ပြီးရင် contest တစ်ခုချင်းစီကိုလာပြီး register လုပ်တဲ့ user ဘယ်နှယောက်ရှိတယ်လဲဆိုတာကိုရှိတယ်ဆိုတော့ contest တစ်ခုချင်းစီကိုလာပြီး register လုပ်တဲ့သူဘယ်နှယောက်လဲဆိုတာကို total user ရှိသမျှ user နဲ့စားလိုက်ရင်ရှိသမျှ user တွေရဲ့ဘယ်လောက်% ကတော့ဒီ contest ကိုပြိုင်ပွဲဝင်ကြတယ်ဆိုတဲ့အဖြေထွက်လိမ့်မယ်အဲ့ဒါကိုတစ်စိမ့်ချင်းရေးကြည့်အောင် okay ဆိုတော့ select လောလောဆယ်ကျွန်တော်တို့က contest ID ကိုအရင်ယူကြည့်ရှင်တယ်ဒီတော့ contest ID ကိုနောက်ကနေလာ join မယ် t2.contest ID t2.contest ID ကိုယူပါမယ်ပြီးရင်လောဆယ်အဖြေကိုမထုတ်ခင်အရင်ဆုံးအရေးအတွက်လေးတွေရည်ကြည့်ရအောင်ကောက်ဘာကိုကောက်မလဲဆိုတော့ t1.user ID ကိုတစ်ခါကောက်မယ်ပြီးရင်ကောက်t2.user ID ကိုကောက်ကြည့်လိုက်ကြမယ်ဆိုတော့ဒါကဘာလုပ်ချင်တာလဲဆိုတော့ဒီ table မှာရှိတဲ့ user ID တွေကိုအရင်ကောက်လုပ်လိုက်မယ်ပြီးရင်နောက် table မှာရှိတဲ့ user ID တွေကိုကောက်လုပ်လိုက်မယ်အဲ့ဒီကောက်တွေကိုဘယ်လိုအပိုင်းနဲ့ခွဲကြည့်မလဲဆိုတော့ contest ID တစ်ခုချင်းစီနဲ့ခွဲကြည့်မယ်လို့ပြောချင်တာ okay ဆိုတော့အဲ့ဒါကိုဘယ်ကနေလဲဆိုတော့ from user ဆိုတဲ့ table t1 ကနေဘာနဲ့လာ join မလဲ right join register t2 ဆိုတဲ့ table နဲ့လာ join ပါ on ဘယ်မှာ join မလဲဆိုတော့ t1.user id နဲ့ t2.user id နဲ့တူတဲ့နေရာမှာလာ join မယ်ပြီးတော့အပေါ်မှာ count လုပ်ထားတဲ့အတွက်အောက်မှာ group by ပြန်ခံပေးပါမယ် group by t2.contest id နဲ့ group by လုပ်မယ်โอเคဒါကိုတစ်ချက် run ကြည့်အောင်အဖြေကတော့မှားမှာပါပဲပြီးတော့ကျွန်တော်တို့လိုချင်တဲ့ count ထွက်သလားမထွက်သလားဆိုတာကိုအရင်ကြည့်နေတာဖြစ်တယ်ဒီမှာဘာရလာပြီလဲဆိုတော့ contest id တွေရပြီအဲ့ဒီ contest id တစ်ခုချင်းစီမှာရှိနေတဲ့ user id တွေတော့ရပြီဒါပေမဲ့ကျွန်တော်တို့လိုချင်တဲ့ရှိသမျှ user တွေအကုန်လုံးရဲ့ count ကလုံးလို့မရဘူးဖြစ်နေတယ်ဆွဲထုတ်လို့မရဘူးဘာလို့လဲဆိုတော့သူကဒီမှာ group by ကြီးခံထားတာကြောင့်ဒီမှာ group by ခံထားလိုက်တဲ့အတွက်ဒီ contest id တစ်ခုချင်းစီတည်းကိုလာတဲ့ user တွေကိုပဲကောက်ပြီးတော့မှာသူကသူအပေါ်ကဘယ် table ကနေပဲသွားပြီးကောက်t1 ကနေပဲကောက်t2 ကနေပဲကောက်ဒီ contest id အောက်မှာ register လုပ်တဲ့သူတွေကိုပဲကောက်တော့မှာကျွန်တော်တို့က total ကိုမကောက်တော့ total ဒီမှာ3ယောက်ရှိရဲဆိုတဲ့ number ကိုဒီမှာတစ်ချောင်းချင်းစီမှာ3ယောက်ဆိုပြီးမထွက်တော့ဘဲနဲ့ဒီဘက်အနောက်က column နဲ့တူတူပဲထွက်နေတယ်ကျွန်တော်တို့ဒီ column မှာကတကယ်က total ကိုလိုချင်တာဒီ column မှာကဝင်လာတဲ့ contest တစ်ခုချင်းစီမှာ register လာလုပ်တဲ့သူတွေရဲ့အကောင့်ကိုလိုချင်တာအကုန်လုံးရဲ့အကောင့်ကိုလိုချင်တယ်ဆိုရင်ဘာသွားလုပ်ရလဲဆိုတော့ဒီ select statement တွေမှာနောက်ထပ် select statement သွားရေးရတယ် sub query လို့ခေါ်တယ်ဘာရေးရတယ်လဲဆိုတော့ခွင်းစ select count user id from user ဆိုတဲ့ query လေးကိုအရင်ဆုံးသွားရေးလိုက်ရတယ်ဒီ query မှာကြတော့ဘာဖြစ်လဲဆိုတော့ဒီ query မှာကဘာ group by မှမပါဘူးဒီတော့ကျွန်တော်တို့ဒီအောက်က group by နဲ့သူနဲ့ကမဆိုင်ဘူးဒီ user table မှာရှိတဲ့လူဦးရေကိုအရင်သွားတွက်လိုက်တာဒါလေးရလာပြီးတော့မှဒါကိုကျွန်တော်တို့က as total user လို့နာမည်အကျမ်းပေးခဲ့လို့ရတယ်ကြည့်ဒါကို run ကြည့်လိုက်အောင်ဒီတော့မှ total user မှာတော့3ယောက်ထွက်လာမယ်ဒီဘက်က count t2 user id မှာကြတော့သက်ဆိုင်ရာ contest တစ်ခုချင်းစီကိုလာပြီး register လုပ်တဲ့သူတွေရဲ့ပမာဏထွက်လာမယ်ဒီနှစ်ခုကိုပြန်စားတော့မှသက်ဆိုင်ရာ contest တစ်ခုကို user total ရဲ့ဘယ်လောက်% ကလာပြီး register လုပ်တယ်လဲဆိုတဲ့အဖြေကိုထွက်မှာဖြစ်တယ်ဒီတော့ကျွန်တော်တို့ကဒီနေရာမှာဒီအရှိကတွက်ခဲ့တဲ့တကွင်းလုံးကိုအနောက်မှာသွားစားမယ်ဆိုတော့ဒီတကွင်းလုံးကိုဖြတ်ခဲ့မယ်အခုလောက်ထားတဲ့ဒီ count t2.user id ဆိုတဲ့ column ရဲ့အနောက်မှာသူ့ကိုလာစားမယ်ဒါဆိုရင်2ကို3နဲ့စား3ကို3နဲ့စား1ကို3နဲ့စားဆိုတဲ့အဖြေတော့ထွက်ပြီထွက်လို့ရလာတဲ့စားလက်က percentage ဖြစ်ရှင်နေဆိုရင်ဒါကို100နဲ့ပြန်မြောက်ပေးရမယ်
ဒီတိတော့ရပြီပြီးရင်သူကနောက်ထပ်ဘာထပ်လိုချင်သေးတယ်လဲဆိုတော့ description တွေကိုသွားကြည့်ရင် rounded to 2 decimal ဆိုတော့အခုလုံးသမျှဒီဟာကြီးတစ်ခုလုံးကိုခွင်းခတ်ခဲ့ပါမယ်ဒီရှိကနေ round function ခံပေးပါမယ်ပြီးရင်2 decimal ဆိုပြီးတော့2လို့ပေးလိုက်ပါမယ်ပြီးတော့မှအခုဒီကထွက်လာတဲ့အဖြေကိုသူလိုချင်တဲ့ percentage ဆိုတဲ့ column နာမည်လေးပေးပါမယ် okay ဒါကိုတစ်ချက် run ကြည့်အောင်အဖြေမှန်ထွက်ရလားလို့ဒီမှာ error တက်သွားတယ် error ကဘာလဲဆိုတော့ဒီမှာ green တွေလွဲကုန်တာ green တွေလွဲကုန်တာဆိုတော့ကဲဒါဆိုရင်ပြန်ဖြီးရအောင်အရင်ဆုံး round ကိုခဏပယ်ခဲ့မယ်ပထမ count လုပ်တာရှိတယ်အဲ့ဒါကိုဒီ select ထဲကထွက်လာတဲ့ number နဲ့စားမယ်ဆိုတာရှိတယ်ဒါကတကွင်းဖြစ်မယ် okay ဒါဆိုရင်ဒီအစကနေဒီအဆုံးကိုတကွင်းပိတ်ပါမယ်ပြီးတော့မှအဲ့ဒါကို100နဲ့မြှောက်လိုက်တော့ percentage ဖြစ်သွားမယ်ဒါကိုလည်းတကွင်းပိတ်ရမယ်ဟုတ်ပြီနော်အဲ့ဒါကိုမှ round နေတဲ့မှာကြည့်ရရှင်းသွားအောင်လို့ကျွန်တော်တို့အောက်မှာရေးလိုက်ရအောင် round function ရဲ့ကွင်းလေးကိုဒီတန်ဖိုးကိုထည့်မယ်ဟုတ်ပြီနော်ဒီတန်ဖိုးကိုထည့်ပြီးရင် comma ခံပြီးတော့ decimal နှလုံးပိတ်မယ် round function ရဲ့ကွင်းကိုပြန်ပိတ်မယ်ပြီးရင် s percentage ဆိုပြီးတော့ပေးခဲ့မယ်โอเคဒါလေး run ကြည့်အောင် okay round answer ပဲဖြစ်သေးတယ်ဒါပေမဲ့ဘာထွက်လာပြီလဲဆိုတော့ကျွန်တော်တို့ရဲ့ output ကိုကြည့်ပါ percentage ထွက်လာပြီ decimal 2 point ထွက်လာဘာကြံခဲ့တာလဲဆိုတော့ order by percentage and descending order တဲ့ပြီးတော့မှ percentage ကြီး descending ဖြစ်နေပြီးတော့မှနှစ်ခုကတူနေခဲ့တယ်ဆိုရင်တော့ context id နဲ့ ascending order နဲ့စီပေးပါတယ်အဲ့ဒီ order clause လေးကြံခဲ့တာဖြစ်တယ်ဒါလေးထပ်ရေးကြပါမယ် order by percentage ကိုမှ descending နဲ့စီပါပြီးရင် percentage မှာတူနေမယ်ဆိုရင်တော့ context id ဆိုတော့ d2 တော့เนาะ d2 တော့ context id ကို ascending နဲ့စီပေးပါမယ်တဲ့ကဲဒါထည့် run ကြည့်အောင် okay ဒါဆိုရင်တော့ကျွန်တော်တို့အဖြေ accepted ဖြစ်ပါတယ် submit လုပ်လို့ရပါပြီဒီနေ့တော့ဒီလောက်ပါပဲဗျကျေးဇူးပါနောက် post မှာတွေ့တာပေါ့